မသိလူတချို့အမြင်မှာတော့ကိုဟာတိတ်အနေအေးတဲ့သူကြီးရဲ့ပေါ့ခင်မရသူတွေကြားမှာတော့တာလီကအမေခေါ်ရလောက်အောင်ထိစကားပေါ်လွန်းတဲ့သူကြီးရဲ့ပါနားကြီးလိုက်တာအေးဆိုတဲ့အမေရဲ့ညဉ့်ညံ့နေတော့လမ်းမိသွားတယ်အစားနောက်တန်လို့ကိုမြင်လိုက်တာနဲ့ရင်ကြောင်ကြီးလိုအုံကိုပြေးတဲ့ကလေးတွေတောင်အရွယ်ရောက်လာကြပြီအတိတ်မှာတိတ်လာပါတဲ့လေကြီးတွေဟာလဲခုဆိုပြောင်းဆန်လူကြီးဖြစ်ရတာဘာတွေကောင်းတာများရှိလို့လဲအမေ